ကျမငယ်ငယ်ကဒီနေ့လို့10တန်းစာမွေးဖြည့်ပြီးသွားရဆိုမနေ့ပြန်လို့မှအထေချုပ်စက်ရုံမှာတွားလျှောက်ရတယ် helper ချီမွေးညက်အနေနဲ့ပေါ့ဘာမှမတက်သေးတာသို့တော့ form ဖြည့်တဲ့အချိန်မှာတစ်ချက်ကလေးသတိထားလိုက်တယ်ကျွမ်းကျင်တဲ့နေရာမှာ English ဆိုပြီးတော့ရေးလိုက်တယ်ဗျာဒီကျောင်းပိတ်ရတိုင်းမှာကျမတက်ထားတာရှိတဲ့အတွက်ကြောင့်မလို့သူတို့ president လို့ခေါ်တဲ့ကိုရီးယားတထေးနဲ့ interview ရတဲ့အခါမှာ तू က English လိုတွေပြောတယ်ကျမသတိတစ်ချက်ထပ်ထားလိုက်တယ် तू လည်း English မဟုတ်ဘူးငါလည်း English မဟုတ်ဘူးငါတို့နှစ်ယောက်လုံးအတွက် English ကဒုတိယဘာသာစကားပဲငါရအောင်ပြောမယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာကြားတဲ့က manager အမကသဘောကျသွားပြီးတော့ကျမကိုဘာသာပြန်အဖြစ်နဲ့ခန့်လိုက်တယ်ဆိုတော့ကျမအချိန်တွေအရန်ပူနေတယ်ကျမရဲ့အလုပ်ကတထင်းစင်းလာလို့ရှိရင် line ထဲမှာဘာသာလိုက်ပြန်ပေးရတယ်တနာကြီးတစ်ခါအထယ်တွေဘယ်လောက်ထွက်လဲကိုတွက်ကောက်ပြီးတော့တရက်စာစည်ရင်းချုပ်ပြီးပို့ပေးရတယ်ဒါလေးပဲဆိုတော့ကျမရုံးခန်းထဲမှာအရန်အားနေတဲ့အချိန်မှာစာအုပ်တွေအများကြီးတည်သွားပြီးတော့ဖတ်တယ်ဖက်လို့တအားအုံနောက်ပူလိုက်တဲ့အချိန်ကြလို့ရှိရင်ကျမဝတ္ထုလေးတွေကြပြားလေးတွေစောင်းမလေးတွေရေးတယ် line ထဲကိုတာမူကျန်းလေးတွေပေးဖတ်တယ်ဒီလိုနဲ့ကျမသွားနေတာပေါ့နော်ကျမနေရတဲ့ရုံးခန်းက line ကိုမျက်နှာမူထားတဲ့အတွက်အနောက်မှာ brain box ရှိတယ် brain box ကနေပြီးတော့ချစ်လို့ဆိုပြီးမှတော်များများပဲဖြတ်သွားတိုင်းမှာဝါဆိုပြီးတော့ခြောက်ကြတယ်စကြတယ်သူ့လိုကျမတစ်ချက်မှမလန့်ဘူး15နှစ်သမီးလေးကအကြောက်အလန့်မရှိဘူးဆိုတော့သူတို့အရန်အံ့ဩပြီးကျမကိုမေးတယ်ကျမမကြောက်ဘူးဆိုတာဒီကျမနောက်မှာ brain box ရှိတယ်အဲ့ဒီ brain box ကနေလူတွေဥဒဟုဖြတ်တန်းသွားနေတယ်ဆိုတဲ့ခါကျတော့တယောက်မဟုတ်တယောက်ဟာငါ့ကိုလှမ်းခေါ်လိုက်နိုင်တယ်ဆိုတော့တတိကလေးတစ်ချက်ထားလိုက်တဲ့အချိန်မှာမကြောက်တော့ဘူးဒါအတိလေးထားလိုက်ုံမရှိသေးရဲ့နော်လွတ်သွားတဲ့အချိန်မှာကြောက်နိုင်သေးတယ်အတိကလေအကျင့်ကိုပြောင်းလိုက်တယ်တတိအမြဲတမ်းမလွတ်အောင်ထားနေလိုက်တဲ့အကျင့်လေးရသွားတဲ့အခါမှာကျမမကြောက်တတ်တော့ဘူးဘလောက်6မကြောက်တတ်ဖို့ဆိုလို့ရှိရင်တတိ mindfulness တတိပဋ္ဌာန်တရားအရန်အရေးကြီးပါတယ်ပစ္စုပန်တက်တဲ့မှာတတိကလေးထားဖို့ဒါသိုံမရှိသေးရဲ့နော်ပြီးရင်အမြဲတမ်းကိုယ်စိတ်ကလွတ်ထွက်သွားတဲ့အချိန်မှာလိုက်ဖမ်းဆုပ်ပြီးတော့ပစ္စုပန်မှာနေနိုင်အောင်ဖမ်းချုပ်ထားနိုင်တဲ့အတိကလေးကိုအကျင့်အဖြစ်ပြောင်းဖို့အရန်လိုအပ်ပါတယ်ဒါဆိုရင်တော့ဘလို့6လှမ်းမှုမျိုးကြုံလာတုံ့ဟုတ်6ချားနေမှာမဟုတ်ဘူးဆိုတာပြောချင်တာပါ